ဆိုရင်လည်းကျွန်တော်လူကြီးတွေရှိတယ်ဘာသာရေးကောင်းဆောင်တွေရှိတယ်ကျွန်တော်ရက်မြရဖတွေရှိတယ်ကျွန်တော်တို့ဒီကလွတ်တော်အမတ်တွေလည်းရှိတယ်သူတို့နဲ့အတူကျွန်တော်တို့ပြည်သူတွေကိုကေပေးပါမယ်ခင်ဗျားတို့ဘယ်မှာကေခိုင်းစေချင်တယ်လဲကျွန်တော်တို့မေးပါဘယ်ဘက်မှာကေခိုင်းစေချင်တယ်လဲဆိုတော့ဒါကကျွန်တော်တို့ရှိတယ်ဆိုရင်ကျွန်တော်တို့ကေပေးပါဒါပဲကျွန်တော်တို့ကေထုတ်ပြီးဆိုရင်ကျွန်တော်တို့အချိန်မရွေးကျွန်တော်တို့ရဲ့ဗဒိတ်စကားကိုကျွန်တော်တို့ရုပ်သိမ်းတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒါဂတိတည်တယ်လုံးဝကျွန်တော်တို့တာဝန်ယူတာဝန်ခံမှုအပြည့်အဝရှိတယ်ကျွန်တော်တို့လူငယ်ထုကိုကျွန်တော်တို့တာဝန်ယူတယ်ဒီထက်နီးမပွားအောင်လည်းကျွန်တော်တို့ထိမ့်သိမ့်မယ်ဒါကြောင့်မို့အကယ်၍ဆရာတို့ကဒီလိုမျိုးပဲဒီလိုမျိုးကျွန်တော်တို့ကတမျိုးမျိုးနဲ့ချိန်ချုပ်ပြီးမှလုပ်နေမယ်ဆိုရင်တော့ကျွန်တော်တို့ကဒါအခြေအနေတစ်ခုခုကြောင့်ကျွန်တော်တို့နောက်ဆုံးတင်းရင်နောက်ဆုံးမယ်မနောက်ဆုံးဘူးဆိုရင်လည်းကျွန်တော်တို့ကတမျိုးမျိုးနဲ့တော့ကျွန်တော်တို့ကတောင်းဆိုနေရမှာနိုင်ငံရဲတပ်ဖွဲ့ဆိုတာကျွန်တော်တို့ကတောင်းဆိုနေရမှာပဲเนาะကျွန်တော်တို့တောင်းဆိုနေရမှာဒါကြောင့်ကျွန်တော်တို့ကအကယ်၍အခုအခြေအနေတစ်ခုခုကြောင့်ကျွန်တော်တို့တမျိုးမျိုးနဲ့ကျွန်တော်တို့ပုံစံပြောင်းတော်လဲကျွန်တော်တို့ပြည်သူတွေမလွတ်ရောက်မချင်းကကျွန်တော်တို့လူငယ်ထုကတော့အလုတ်လုတ်တဲ့ကိစ္စကဘယ်တော့မှရပ်နာမှာမဟုတ်ဘူးเนาะကျွန်တော်တို့ကလက်နက်ကင်ပြီးမှကျွန်တော်တို့အကြမ်းဖက်ပြီးမှလှုပ်ဆောင်တာမဟုတ်ဘူးကျွန်တော်တို့ငင်းချမ်းစွာဥပဒေပေါင်းအတိုင်းဆရာတို့နဲ့ကျွန်တော်တို့ပြည်သူရဲတပ်ဖွဲ့နဲ့အာဏာပိုင်နဲ့ပူးပေါင်းပြီးမှကျွန်တော်ဆွေးနွေးပြီးမှကျွန်တော်လှုပ်ဆောင်တယ်ဒါကြောင့်မို့ဆရာကိုလည်းကျွန်တော်တို့ဒီမချိနာရေးမှုပေါ့เนาะကျွန်တော်တို့အများကြီးလေးစားတယ်ဆရာကိုလည်းဆရာပူးပေါင်းပါဝင်တဲ့ဟာကိုအရာအတိမပြုတယ်တကယ်လေးစားတယ်ဒါတမိုင်းပဲဒါကြောင့်မို့ကျွန်တော်တို့အခုတောင်းဆိုတာလဲကျွန်တော်တို့နိုင်ငံရေးမပါဘူးနိုင်ငံရေးဘွဲမှာရှင်းနေကြပါစေကျွန်တော်တို့ကတော့ကျွန်တော်တို့ပြည်သူတွေရက်ရွာမှာတိုးတောင်ဒေသမှာရှင်တွေနဲ့ချုပ်တွေနဲ့အမျိုးမျိုးကြက်တယ်အခုမိုးရွာလာပြီကျွတ်တွေနဲ့ကျွန်တော်တို့ဒီမှာအစာရေးစာတွေငတ်ပြက်လာပြီဒါကိုကျွန်တော်တို့မခံစားနိုင်ဘူးကျွန်တော်တို့ညီမလေးဆိုရင်ဒီမှာငိုပြီးမှသူအမေရိကန်သူ့မိဘတွေကျွန်တော်တို့ဟိုမှာဆွေမျိုးတွေဖုန်းဆက်တွေမခံစားနိုင်ဘူးကျွန်တော်တို့တွေဒါကြောင့်မို့ဆရာတို့တွေပူပေါင်းပါဝင်ပေးပါကျွန်တော်တို့ပူပေါင်းဖို့လည်းအခုကျွန်တော်တို့ကတပိတ်ကျွန်တော်တို့ဆရာတို့ကိုအပြန်အလှန်ကျွန်တော်တို့ကတိုက်ခိုက်နေတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီရင်တွင်းဖြစ်ပြနေတဲ့ခံစားနေတာကိုကျွန်တော်တို့ကပေါက်ထွက်ပြီးမှကျွန်တော်တို့အကူအညီတောင်းနေတာပါကျွန်တော်တို့အကူအညီတောင်းတယ်ဒါကြောင့်ဆရာအမြန်ဆုံးကျွန်တော်တို့ကိုဒီကိစ္စကူညီပေးပါအခုပြောတဲ့စကားတွေအားလုံးကျွန်တော်ပြန်ရှင်းမယ်အားလုံးနော်မီဒီယာပဲရှိလားရှိအားပြရရှိတောင်းဆိုတဲ့ဥစ္စာပေါ့အခု2016ခုနှစ်မှာထွက်တဲ့နေနေတာစီကံသက်လက်ခင်းရဲ့ဥပဒေမှာဟလာခွင့်ပြုမိတ်ဆိုတာမရှိပါဘူးဟုတ်ကဲ့ခင်ဗျားတို့တင်ပြပြီးတော့တောင်းခွင့်ပြုပါတို့တော်လည်းနိုင်ငံတော်မှာကိုယ့်အရေးတဲ့အများကြီးကိုဆုံးရှုံးမဲ့အမြင်မျိုးနိုင်ငံရေးအမြင်နဲ့နိုင်ငံကောင်းဆောင်တွေခင်ဗျားတို့တင်ပြတယ်ဆိုတဲ့စကားပါလို့တင်ပြတဲ့ပုံကိုယ်ကြီးအစိုးရအဖွဲ့အစည်းကလက်တလောအနေနဲ့လက်တလောဟုတ်ကဲ့နော်မီဒီယာအဖွဲ့လက်တလောအနေနဲ့ခဏအနေနဲ့တို့အနေနဲ့မြေပြင်အခြေအနေကြည့်ပြီးတော့ဟလာဒီဥစ္စာကိုဆိုင်းငံ့လိုက်တဲ့သဘောဖြစ်ပါအဲ့ဆိုင်းငံ့ရတဲ့အကြောင်းရင်းဟာအဲ့လိုမျိုးခဏလေးပါကျွန်တော်ခင်ဗျားပြောတာကြီးကျွန်တော်အကုန်နားထောင်ပါတယ်ကျွန်တော်ပြောတာတွေအားလုံးပဲကျွန်တော်နားထောင်ဟုတ်ကဲ့ကျွန်တော်နားထောင်ပါလေဆိုတော့ must to မပေးပါဘူးဟုတ်ကဲ့ကျွန်တော်ကခင်ဗျားတို့ပြည်သူတွေကမွေးတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟုတ်ကဲ့တက်လုံးကျွန်တော်ဒီမှာမြို့နယ်မှုစကမ်းမှုလုပ်သွားပြီးတဲ့အချိန်ကနေစပြီးပြည်သူကချင်လူမျိုးတွေမိသည့်လူမျိုးမဆိုဒုက္ခရောက်အောင်ကျွန်တော်တခုမှမလုပ်ခဲ့ဘူးကျွန်တော်တမိုင်းရှိတယ်ဟုတ်ကဲ့ဟုတ်တယ်လားဒါဘာပဲဖြစ်ဖြစ်ကျွန်တော်အခုဆိုရင်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ပူတာဟိုမြို့နယ်ရဲတပ်ဖွဲ့မှုအနေနဲ့ပြောင်းရွှေ့မယ်ဒါပေမဲ့ကျွန်တော်အလုပ်တွေမလျှော့ဘူးကျွန်တော်ယခုအချိန်ထိပြည်သူလူထုကိုသိအောင်ဒီညီမလေးကိုလည်းကျွန်တော်ရှင်းပြတယ်ကျွန်တော်ကားနဲ့ပဲကျွန်တော်ဒီညီမလေးကျွန်တော်ညီမလေးလို့ခေါ်တာဟုတ်ကဲ့စိတ်ကြကြစရာမလိုဟုတ်ကဲ့ကျွန်တော်တို့ရှင်းရဒီညီမလေးကခေါင်းဆောင်တယောက်ဖြစ်ပေမဲ့လည်းကျွန်တော်တို့ရဲနဲ့ဒီညီမလေးနဲ့အခုလွတ်မြောက်ရေးစ조사တဲ့ညီမလေးတွေကတကယ်တွေးတစ်ထက်တည်းဖြစ်အောင်ကျွန်တော်ကားနဲ့ခေါ်ခဲ့တာဟုတ်ကဲ့ဒါကြောင့်လည်းသူကားစီးနေတာဒါပေမဲ့ကျွန်တော်ကအမြင်ကိုကြည့်လိုက်ရင်ရဲတပ်ဖွဲ့နဲ့ဒီလိုအခုလူငယ်တွေအားလုံးတွေကပေါင်းဆက်တယ်ဆိုတဲ့အမြင်နဲ့ကျွန်တော်ဆောင်ရွက်ပေးတာဟုတ်ကဲ့ကျွန်တော်မှဘာမှနိုင်ငံရေးမရှိဘူးဟုတ်ကဲ့ညီမလေးအချက်အခုကျွန်တော်တောင်းဆိုတာလွတ်တော်ကိုယ်စားလှယ်တွေပါတဲ့အတွက်ကြောင့်ဒီလိုလွတ်လပ်မှုရရှိပြီးတော့လွတ်တော်ကိုယ်စားလှယ်နဲ့လွတ်တော်မှာရောကျွန်တော်လုံရောမသိတော့ဘူးလားကျွန်တော်အကြံပြုချင်တယ်ဒါပါတစ်ချက်ရှင်းတယ်နော်ကျွန်တော်တင်ပြတဲ့အစိုးရလို့အကိုတို့ပြောခဲ့တယ်နံပါတ်2ချက်နံပါတ်3ချက်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒီချင်းချောက်တာလုံးဝမရှိပါဘူးဒီမိုကရေစီရဲ့တာဝန်ခံမှုတာဝန်မှုပွင့်လင်းမြင်သာမှုတာဝန်မှုကကျွန်တော်ဘာမှမရှိဘူးခင်ဗျားတို့ရဲ့ကြားထဲမှာကျွန်တော်တယောက်တည်းနေတာကျွန်တော်လက်နဲ့တော့ကျွန်တော်တော့လာမှာမဟုတ်ခင်ဗျားတို့တန်ကျွန်တော်သိပါကျွန်တော်သိဖို့အတွက်ကိုလည်းချောက်ဘူးကျွန်တော်ကိုခင်ဗျားတို့မတတ်ဘူးဆိုတာလည်း confident ကျွန်တော်ယုံကြည်တယ်ကျွန်တော်တို့က non violent ပဲကျွန်တော်တို့ကငြိမ်းချမ်းစွာပဲ Okay ကျွန်တော်ခင်ဗျားတို့လူမျိုးအရန်ချစ်တယ် peace and joy ငြိမ်းချမ်းစွာပြောရှင်တဲ့လူအားကျွန်တော်နားလည်ဒီမျိုးစကြတွေကခင်ဗျားတို့ကိုကျွန်တော်အရန်တန်ရောက်တဲ့ရှိဒါကြောင့်လို့ကျွန်တော်တိတတ်တဲ့ပညာတွေအားလုံးခင်ဗျားအသိဆုံးပဲခင်ဗျားတို့လူမျိုးတွေကျွန်တော်မလုပ်ခဲ့တွဲပြီးခေါ်ခဲ့တာဟုတ်လားမဟုတ်ဘူးလားဘာညင်းမလားကျွန်တော်ညင်းလို့မရဘူးကျွန်တော်အကုန်ချပြတယ်ကျွန်တော်ဘယ်တော့မှမလိမ်ခဲ့ဘူးဟုတ်လားအခုလည်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဟုတ်ပြီ okay တယ်ကျွန်တော်တို့ရဲ့စင်ငယ်တင်ပြမှုနဲ့ပတ်သက်ပြီးယခုအချိန်မှာဒီစံပတ်အရာထွက်လာပြီမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနကနေပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့စံသားဖို့တော်ဝင်ရဲ့တင်ပြလာမှုနဲ့အပြောရခွင့်ပြုကြောင်း၆ထားသူကိုခေါ်ယူအသိပေးကြောင်းကြပါဆိုကျွန်တော်အနေနဲ့အကြောင်းကြားမှာဒေါ်နန်းမှုနဲ့ညီမလေးကိုအကြောင်းကြားပြီးကျွန်တော်အနေနဲ့ must do မဟုတ်ပါဘူးခင်ဗျားတို့လိုချင်နေတဲ့ဒါတွေလို့တော့ဒီအချိန်နဲ့ဘာဖြစ်မှာကျွန်တော်ဘဝပြတ်ရင်ပြတ်ပါစေကျွန်တော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တယောက်ဟာလားအချိန်တိုင်းတက်60ပြင်ဆင်သွားပါမယ်ဒါပေမဲ့ကျွန်တော်ရဲ့လှုပ်ဆောင်ချက်ကတမိုင်းတစ်ခုတင်အောင်မတရားလုပ်တာ
အကြမ်းဖက်ခြင်းကာရစင်အကြမ်းဖက်ခြင်းအလုပ်ကိုလုံးဝမရှိပါဘူးခင်ဗျားဦးလည်းပြောပြီးတော့မှအကြမ်းမဖက်ဘူးကျွန်တော်တို့အတိအလုပ်အပြောအဆိုဒီမှာရွေချက်ပန်းနိုင်တူတာအကိုလည်းအကိုအိမ်မှာရေခတ်တင်းခွေပြီးအကိုရဲ့လုပ်ငန်းကုမ္ပဏီကိုလုပ်ကြဖြစ်ဘူးလွတ်မြောက်ဖို့အတွက်စူးစမ်းနေတာโอเคခင်ဗျားလည်းပြည်သူကျွန်တော်လည်းပြည်သူတွေကဖြစ်လာတဲ့ရဲပြည်သူတွေကထွက်လာတဲ့ရှင်းနေအများကိုစားပြုခဲ့တယ်ကျွန်တော်တို့နိုင်ငံကဥပဒေတွေကိုတင်ပြီးတော့အများအကန်နဲ့မလုပ်တာလေကျိုးတယ်ကျွန်တော်ဒီနိုင်ငံရဲ့ပညာတွေကိုတင်ပြီးတော့ကျွန်တော်နိုင်ငံတော်အလုပ်ကျွေးပြတယ်အခုလည်းနိုင်ငံတော်အလုပ်ကျွေးပြတဲ့ရှင်းနေတရားမဟုတ်ဘူးလားโอเคခံယူချက်ရွေချက်တူတယ်ရေမှန်းချက်တူဖို့လိုတယ်ဘာလဲရေမှန်းချက်တစ်ချက်ဒီတူတွေကိုကေထုတ်ဖို့အေးအဲ့ရေမှန်းချက်ကိုနီလန်ဥပဒေဒီဥပဒေရှာဖို့လိုတယ်လူကြီးတယောက်ကဒါမတက်တော်ဘူးဆိုရင်တက်တော်တဲ့နီလန်တစ်ခုကျွန်တော်တို့ဝိုင်းပြီးရှာမှာလူငယ်တွေရဲ့သဘောမဟုတ်ဘူးလားလူသားအချင်းချင်းဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်390မှာလူသားအချင်းချင်းဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့စကားလုံးကကျွန်တော်တို့ခင်ဗျားတို့အတွက်တိစောက်ခဲ့တာဟုတ်တယ်လားဒီဖွဲ့စည်းပုံအခြေခံကြဒါကြောင့်ဒီစကားလေးကျွန်တော်ပြောပြဒါကြောင့်လို့ကျွန်တော်တို့ဘယ်လိုစူးစမ်းလဲ3ရက်နေ့မှာစနေကြကျွန်တော်တို့ဆောင်ရွက်မဲ့အစီအမံတွေအားလုံးကျွန်တော်တို့ခေါင်းဆောင်တွေဆုံးဖြတ်ပြီးဟုတ်ပြီကျွန်တော်စီကိုတင်ပြီးဆို1ရက်နဲ့2ရက်မှာခင်ဗျားတို့ရင်ထဲကခံစားနေတဲ့ဝေဒနာခင်ဗျာလွတ်တဲ့ကိုယ်စားလှယ်ရှိတယ်အစိုးရအဖွဲ့ရှိတယ်တင်ပြခွင့်ရမယ့်ဤမျိုးစုံခင်ဗျားတို့မလုပ်နဲ့လူဆိုတာကြံရင်းနဲ့တည်တယ်နှက်ဆိုတာပြန်ရင်းနဲ့တည်တာပဲမဟုတ်ဘူးလားကြံရမှာပဲဒီတိုင်းထိုင်နေတဲ့လူကျွန်တော်ကအိတ်ချင်9နာရီပဲရှိတယ်ကျွန်တော်မအိတ်ဘူးကျွန်တော်အများနဲ့စဉ်းစားတယ်ဒီမျိုးအုပ်ချုပ်တဲ့နေ့အကြောင်းမျိုးကြောင့်လွဲမှားရင်းနဲ့ကျွန်တော်အနေနဲ့ဟလာဒီအမှုတွေမပေါ်ဘူးလုပ်ငန်းတွေနှောက်နေတယ်ဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့အတွက်ကြောင့်ကျွန်တော်ဘာပဲဖြစ်ဖြစ်ဟလာဟနှောက်မနေအောင်နီးလဲမျိုးစုံနဲ့ကျွန်တော်ရှာဖွေပြီးတော့ကြိုးစားတဲ့တက်ဖွဲ့ကြီးအတွက်ကျွန်တော်ပြောပြလာပါအဲ့တက်ဖွဲ့အတွက်ဘာလို့ကြိုးစားတယ်ကျွန်တော်ဒီလူသားတွေအတွက်ကြိုးစားတယ်ရေးစားပါဟုတ်တယ်တကယ်ရင်ထဲကစကားကျွန်တော်ကြိုးစားလို့ကျွန်တော်တက်ကြီးရလဲချိန်ကုန်ခံပြီးအဲ့လိုမျိုးငုတ်တုတ်ထိုင်နေတာဘယ်သူမှမနေစင်ရဘူးကိုယ့်အိမ်မှာကိုအေးအေးချမ်းချမ်းနေစင်တယ်ကျွန်တော်ပုံမှန်နေပြောဒါကြောင့်လို့ဘာပဲဖြစ်ဖြစ်ချစ်ခင်ခင်နဲ့ခမောကျွန်တော်ကြားကျွန်တော်တို့ချိန်မှချက်ဒီ3ရက်နေ့တရက်နဲ့2ရက်ကမှခမောတို့ရှောက်ပွဲနီးလာမိသည့်အတွက်ကြောင့်ဒါကိုကန့်ကွက်တယ်ဆိုတာနီးလာကမလုပ်ဘူးခမောတို့ရှင်းနေတဲ့ကျွန်တော်တိုင်နေပြီနောက်ကမှကျွန်တော်တို့အစီအမံတွေခမောတို့နဲ့လာပြီးကျွန်တော်တင်ပြချက်တွေအများကြီးအဲ့ဒါဥပဒေနဲ့ညီတဲ့အလုပ်တွေအကုန်လုံးကျွန်တော်အပေါ်ပါလို့ဆက်ပြန်ကျွန်တော်မှတ်တယ်အလကားမှတ်တယ်ခင်ဗျားရဲ့ရင်ထဲခံစားချက်ကခင်ဗျားတို့အားလုံးခံစားနေရတဲ့ဥစ္စာအထူးအစင်ခံစားနေတဲ့ကျွန်တော်မြို့နယ်ရက်တက်ပေါ်မှုတွေအပေါ်ဆက်တင်ပါကျွန်တော်အဲ့ဒါကြောင့်မလို့ဆရာဒီမှာကျမတို့ကပထမတော့ဟိုခွင့်စတင်ကြရဟိုမှာကျမတို့ကဥပဒေဆောင်အောက်ကနေပဲဒီလိုလောက်ရမယ်ဆိုရင်အောက်မှာပဲသွားခဲ့တာသွားခဲ့တဲ့အောက်မှာအခုလိုမျိုးဟိုတိကျတဲ့ဥပဒေတစ်ခုနဲ့မဟုတ်ဘဲနဲ့အချက်2ချက်လောက်နဲ့ပဲကျမတို့ကိုပိတ်ပြင်လိုက်တယ်ဆိုတော့နံပါတ်1အချက်ကျမတို့ကအရင်စန္ဒပြချင်လို့မဟုတ်ဘူးဟိုကပိတ်နေတဲ့သူတွေအမြန်ဆုံးဒီကိုရောက်လာဖို့အတွက်အခုဒီနေ့ညလွတ်ပေးမယ်ဆိုရင်ကျမတို့ရဲ့ဒီလူငယ်တွေရဲ့ fan base ကအခုစစ်စစ်ကျမတို့ထကြသွားမယ်ပို့ထုတ်ကိုထပ်ပြီးမှဒါကြောင့်မလို့အခုဆရာကကျမတို့ကို3ရက်နေ့မှာပြန်ပြီးတော့ခွင့်ရဖို့အတွက်ဟိုကူညီပေးမယ်လို့ပြောတာပေါ့နော်အဲ့ခါကျတော့3ရက်နေ့မှာလဲကျမတို့ကဥပဒေပေါင်းအတင်းကနေသွားမှာပဲထပ်ပြီးခွင့်ပြုမှုဟိုမရှိခဲ့ဘူးဆိုရင်ဟောဟုတ်တယ်မဟုတ်လားဒီလိုမျိုးကျမတို့ထပ်ပြီးပြန်စဉ်းစားမယ်အဲ့ဒါကြောင့်မလို့ကျမတို့လူငယ်တွေဟိုပြောမယ်ဒါဆရာကိုကျမတို့ request လုပ်တဲ့သဘောပေါ့နော်ဟိုတကယ်လို့များကျမတို့ကိုဒီလိုမျိုးဟိုအပြာဒီမှာလက်မှတ်ထိုးထားတာလည်းကန့်ကွက်တာဝင်းကြီးချုပ်ကိုစားလို့ပြောရတယ်ဒါဆိုရင်ကန့်ကွက်တဲ့သူနဲ့ကျမတို့လူငယ်တွေတိုက်ရိုက်တော့တွေ့ပြီးကျမတို့တိုက်ရိုက်သွားစကားပြောဝင်းကြီးချုပ်ကိုစားတဲ့စားလို့ရှိရင်မြို့နယ်အုပ်ချုပ်ရေးမှုအတန်းဝင်းဆိုတဲ့လက်မှတ်နဲ့ကျွန်တော်စီကျွန်တော်နောက်ဆုံးထွက်တာတက်တာကျွန်တော်တို့ကရောက်စားတာဟုတ်ပြပြတာလေနောက်ဆုံးထွက်တာပေါ့ဟုတ်တယ်ခုနကပြောလို့မျိုးဟိုဘက်ကဟာလေလူမြောက်လာဖို့ကျမတို့လူငယ်တွေပထမဆုံးနံပါတ်1ဟုတ်တယ်ကျမတို့စူပူချင်းတဲ့ဆန္ဒဘာမှမရှိဘူးဒါကြောင့်မလို့ဒီဥစ္စာကိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ဟိုလုတ်ဆောင်သွားဖို့အတွက်ပဲဟိုပြောလဲပြောချင်တယ်ပြီးလို့ရှိရင်လည်းအများကြီးကိုနေဖို့အတွက်ပဲပြောချင်တယ်ကျွန်တော်တို့ရက်တက်ပွဲကပြည်သူတက်ထာဝရကူညီတာလေဥပဒေဘောင်မပြင်ထွက်နေတဲ့ဥစ္စာတော့အတွင်းထဲမှာခဏလေးကျွန်တော်လည်း9ယောက်လုံးဆွေးနေတာလေဘယ်လိုလုပ်မလဲဘာလုပ်တင်လဲဘာလုပ်ကြမလဲဘာယူရချက်ဆိုကြကျွန်တော်တို့ရဲ့ရဲလုံကမှာ WS question 8လုံး6လုံးပြီးတော့နောက်ထပ်3ရက်လောက်နောက်ထပ်3ရက်လောက်ကျမတို့ထပ်ဆောက်တာတော့ဘာမှမဖြစ်ဘူးဒါပေမဲ့တိုးချင်းမှာအစာတွေငတ်ပြက်နေတာက3ရက်မကတော့ဘူးဟိုမှာတေလို့နီးအသက်လူနေ3ရက်အတော့ပြင်ဆိုတာလာတဲ့အချိန်မှာဒီမှာတေလို့မယ်ကျမတို့ဘေးကစီးယူမလဲတဲ့ဒါကျမတို့ဘလို့ခံစားပြီးကျမနားထောင်တယ်ဒါကြောင့်မလို့ကျမတို့လို့ရှိတာနိုင်ငံတော်အစိုးရတည်းဖြစ်နေဒီပြည်သူအသက်တစ်ထောင်တောင်မှကိုတောင်မှဟိုကောင်းနေဟိုဘောသားတစ်ခုနဲ့တောင်မှကျမတို့မခေါ်တော့ပေးနိုင်တော့ဘူးလားဒါမျိုးကြီးကျမတို့လူငယ်ပါလူငယ်ရေးစိတ်ချင်းမှာပတ်သက်တယ်အများကြီးရှိတယ်ကျွန်တော်တို့ကအကြံဉာဏ်ပေးတဲ့အတွက်ကျွန်တော်တို့အဲ့ဒီလူရှားရှားလို့လုပ်ဆောင်တယ်ဒီပေါင်းလုပ်ဆောင်တဲ့အတွက်ကြောင့်ဆရာကျွန်တော်တို့နဲ့အတူတင်တယ်ကျွန်တော်တို့အစိုးရချင်းပြည်နယ်အစိုးရဖွဲ့ရုံးနဲ့မြို့တော်ခမမှာအဆင်မပြေဘူးဒါကြောင့်ကျွန်တော်တို့ဘလိုင်းကြီးပေါ့နော်ကျွန်တော်တို့ဇွတ်ပြီးမှကျွန်တော်တို့မလုပ်ဘူးဆရာတို့ကျွန်တော်တို့အကြံဉာဏ်ပေးတယ်ဒါကတော့မတင်တော့ဘူးကဲခွင့်တော့မပြုဘူးလို့ကျွန်တော်တို့ကြားနေပြီဘယ်လိုလုပ်မလဲဆိုတော့ဟုတ်ပြီဒါဆိုရင်ဆရာတို့လည်းကျွန်တော်တို့အကြံဉာဏ်ပေးပါဘယ်မှာဆိုရင်ပိုတင်တော့မလဲကျွန်တော်တို့လည်းဆရာတို့လည်းပူပေါင်းတယ်ဆရာတို့လည်းကျွန်တော်တို့လည်းပူပေါင်းတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့လည်းစနစ်တကျနဲ့ကျွန်တော်တို့လုပ်ဆောင်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီမှာဆွေးနွေးတယ်ဆွေးနွေးပြီးမှကျွန်တော်တို့လုပ်ဆောင်တယ်ပေါ့နော်ဆိုတော့လက်ရှိအနေထားဆရာကတော့ခုနကပြောတယ်အော်ဆရာကတော့မြို့နယ်မှုကတော့ကျွန်တော်တို့ဒီမှာရောက်လာတယ်ပေါ့နော်ဆိုတော့မြို့နယ်ထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတော့ကျွန်တော်တို့ထွေအုပ်နဲ့ကျွန်တော်တို့တွေ့လို့ရမလား
ဆိုတဲ့ဘောကတော့ထွေဦးနဲ့ကျွန်တော်တို့ဆွေးနွေးပြီးမှဆိုတဲ့ဘောဒီမှာကျွန်တော်တို့ဘယ်လိုမျိုးကျွန်တော်တို့သူတို့ဒီမှာကျွန်တော်တို့မရောက်လာဘူးဖြစ်နေတယ်ကျွန်တော်တို့ကသူတို့ကိုကျွန်တော်တို့ကစကားကျွန်တော်တို့ရဲ့ဖြစ်စဉ်နဲ့စကားပြောချင်တယ်သူတို့လည်းကျွန်တော်တို့စကားတစ်ခုနဲ့ကျွန်တော်တို့ထည့်လိုက်ချင်တယ်ကျွန်တော်တို့ဒီဟာကိုဒီလိုမျိုးကျွန်တော်တို့ကခဏနေအောင်နော်ဆိုတော့ကျွန်တော်တို့ကဒီ debate ကိုကျွန်တော်ဖွင့်ကြတယ်ကျွန်တော်တို့ကဇွတ်ကြီးဆရာတို့လည်းအတွေ့အကြုံအများကြီးရှိတယ်ဆိုတဲ့ဘောကဆရာခုနပြောကျွန်တော်ပြောတဲ့ဟာနားထောင်ပေးပါဆိုတော့ကျွန်တော်တို့လူဝင်လည်းပြောမှဆိုရင်ကျွန်တော်တို့အောက်ပိုင်းဘက်မှာလုပ်တဲ့လုံဆောင်မှုတွေနဲ့ကျွန်တော်တို့ဇွတ်ကြီးကျွန်တော်တို့ရဲတွေကိုလည်းကျွန်တော်တို့ဆေးဆိုချင်းနဲ့ကျွန်တော်တို့တလုံးမှမပါဘူးเนาะခုချိန်ကြီးကျွန်တော်တို့ဘာမှဆေးဆိုပြီးမှဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလဲကျွန်တော်တစ်ဆက်မှမပါဘူးအခုကတော့ပူပေါင်းပါဝင်ပြီးမှလုံဆောင်တယ်ဒီလိုရက်တဲ့ဘက်ကိုအားကိုးတယ်ကျွန်တော်တို့လူငယ်တို့လည်းဆရာတို့ကျွန်တော်တို့ယုံကြည်တယ်အားကိုးတယ်ဒါကြောင့်မို့ကျွန်တော်တို့အနာဂတ်ရဲ့ကျွန်တော်တို့ကောင်းဆောင်တယ်เนาะဆိုတော့ကျွန်တော်တို့အနေထားဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီဖြစ်နေရောက်ကျွန်တော်တို့ဒီကချင်ပြည်သူလူထုရဲ့အတန်ဒီနေ့ကျွန်တော်တို့လူ9000ထက်ရှိတယ်ဆရာလည်းမြင်ပြီးလာပါအနည်းဆုံးပေါ့နော်လူ9000ထက်ရှိတယ်ဒီအတန်တွေကျွန်တော်တို့ပေါက်ထွက်နေဒီအားလုံးဒီကျွန်တော်တို့ငိုကြွေးနေတယ်ဒီဟာကိုကျွန်တော်မခံစားနိုင်ဘူးဒါကိုကျွန်တော်ကေထုတ်ပေးဖို့အတွက်ကျွန်တော်တောင်းဆိုနေတာလေကျွန်တော်တို့တခြားဘာဖြစ်ချင်တယ်ညာဖြစ်ချင်တယ်ကျွန်တော်မပြောပါဘူးဒါကြောင့်မို့ကျွန်တော်တို့ဆရာအနေနဲ့ကျွန်တော်တို့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်တို့လည်းရုံးရုံးဆန်ခတ်မဖြစ်ချင်ဘူးကျွန်တော်တို့လည်းကျွန်တော်မမချင်ဘူးအားလုံးကတော့ကျွန်တော်တို့ငင်းချမ်းစွာကျွန်တော်ဖြစ်စေချင်တယ် cooperation ဖြစ်စေချင်တယ် compromise ဖြစ်ချင်တယ်ငင်းချမ်းစွာကျွန်တော်တို့အဆင်ပြေအောင်ဖြစ်စေချင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဖြစ်စေချင်တယ်ဒါကြောင့်မို့ဆရာကိုကျွန်တော်တို့အကူအညီတောင်းချင်တာကအနည်းဆုံးအဆင့်ကကျွန်တော်တို့ကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့သူတို့မှစကားကျွန်တော်ထည့်ချင်တယ်ဆရာကတော့ဥပဒေပြောမဲ့ဆရာကခန်းစားပြီးသားဟောနားလိပြီးသားဒါဆရာကတော့ကျွန်တော်ဥပဒေပြောဆိုတာအခုပြောမယ်ဆိုရင်ကျွန်တော်ကပြောစရာမလိုဘူးဆရာခန်းစားပြီးသားပဲဒါကျွန်တော်ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီတာဝန်ရှိကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ကျွန်တော်တွေ့ချင်တယ်ဒါကျွန်တော်တို့